ခန္ဓာကိုယ်အစိတ်ပိုင်းများကိုတရုတ်လိုဘယ်လိုပြောရမလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တရုတ်စကားပြော YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာလေ့လာရမှာတော့ကျွန်တော်တို့ခန္ဓာကိုယ်အစိတ်ပိုင်းနဲ့ပတ်သက်ပြီးတော့တရုတ်စကားပြောလေးတွေကိုလေ့လာမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမစခင်မှာကျွန်တော်ရဲ့ channel လေးနဲ့ချစ်တဲ့ငယ်ချင်းအားလုံးကိုမိတ်ဆက်ပေးပါရစေကျွန်တော်ရဲ့ YouTube channel လေးရဆိုရင်ဖြင့်ဒီတရုတ်စကားပြောတည်တဲ့ဗီဒီယိုတွေကိုအမြဲတင်ဆက်ပေးနေတဲ့ YouTube channel လေးဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးနှိပ်ပြီးတော့သင်ငယ်ချင်းများများကိုလည်း share သွားပေးနိုင်ပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်ဒီဗီဒီယိုလေးကိုစလိုက်မယ်နော်ပထမဦးဆုံးကျွန်တော်တို့ကဒီစပင်ပေါ့နော်စပင်ကိုထိုဖစပင်ပေါ့နော်မျက်ခုံးမွေးကိုမေမောက်မျက်ခုံးမွေးပေါ့နော်မျက်လုံးကို眼睛မျက်လုံးပေါ့နော်နှာခေါင်းကို鼻子နှာခေါင်းပေါ့နော်သွားကို牙齿သွားပေါ့နော်ပါးစပ်ကို嘴巴ပါးစပ်ပေါ့နော်နားရွက်ကို耳朵နားရွက်ပေါ့နော်ဗိုက်ကို肚子ပါးစပ်ဗိုက်ပေါ့နော်အယိုးကို骨头အယိုးပေါ့နော်အသားရည်ကို皮肤အသားရည်အပေါ်ရန်အသားရည်ပေါ့နော်လက်ကို手လက်ပေါ့နော်ခြေထောက်ကို脚ခြေထောက်ပေါ့နော်ပေါင်ကို大腿ပေါင်ပေါ့နော်ခြေသလုံးကို小腿ခြေသလုံးပေါ့နော်အသည်းကို肺အသည်းပေါ့နော်နှလုံးကို心脏နှလုံးပေါ့နော်အဆုပ်ကို肝အဆုပ်ပေါ့နော်ကျောက်ကပ်ကို肾ကျောက်ကပ်ပေါ့နော်ဥမာကြီးကို大肠ဥမာကြီးပေါ့နော်ဥကို小肠โอเคအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးနှိပ်ပြီးတော့ဘေးနားကခေါင်းလုံးလေးကိုလည်းတီးခဲ့ဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်